လုံးပဲမင်္ဂလာပါဗျကျွန်တော်ခုပြောပြပြီးတော့မဲ့ကြောင်းရာကတော့ရှေ့တော်အချနိုင်ငံမှာဘယ်နိုင်ငံကထွန်ကားဆုံးနိုင်ငံလဲဆိုတာကျွန်တော်ပြောပြပြီးတော့မှဖြစ်ပါတယ်ဗျစီပွားရေးဤပညာလူမှုရေးအဆင့်အတန်းတွေကိုကြီးမဲ့ဆိုရင်စင်ကာပူနိုင်ငံကိုထွန်ကားဆုံးနိုင်ငံအဖြစ်အများဆုံးတမတ်ကျပါတယ်ဗျစင်ကာပူနိုင်ငံဟာစီပွားရေးအကြီးပြီးဤပညာတိုးတက်ဥပဒေစနစ်တင်ကျပြီးလူနေမှုဘဝအများမြင့်တဲ့နိုင်ငံဖြစ်ပါတယ်ဗျဒါပေမဲ့စက်မှုလုပ်ငန်းနဲ့ထုံလုံးမှုပဲမှာဆိုရင်ဗီယက်နမ်နိုင်ငံနဲ့ထိုင်းကလည်းအများမြင့်မြင့်ဖွံ့ဖြိုးနေတဲ့နိုင်ငံဖြစ်ပါလေဗျ။ခရီးသွားလုပ်ငန်းယဉ်ကျေးမှုနဲ့စားတောက်ဖြစ်မှာတော့ထိုင်းနိုင်ငံကရှိတော်အရှာမှာထိတာနိုင်ငံတစ်ခုဖြစ်ပါလေဗျ။တို့ချုပ်ပြောရရင်တော့ထုံခါဆုံးလို့ပြောရရင်စင်ကာပူနိုင်ငံဖြစ်ပြီးဖွံ့ဖြိုးစေတဲ့အားကြီးနိုင်ငံလူထဲမှာကဗီယက်နမ်ထိုင်းမလေးရှားတွေဖြစ်ပါလေဗျ။ကဲကျွန်တော်တို့မြန်မာနိုင်ငံတော့ဘယ်စိတ်မှရှိမလဲဆိုတာကိုမှမရေးပေးလို့ရပါလေဗျကျေးဇူးတင်ပါတယ်